မိတ်ဆွေတို့များဆိုင်ပြိုင်လုပ်ငန်းပြိုင်အတိုက်ခံတယ်ဆိုတာကိုကတစ်ခါကြာရင်သိတယ်တစ်ခါလေကြာလို့ရှိရင်မသိတဲ့အတိုက်ခံမျိုးတွေရှိတယ်ဒီလိုမျိုးဖြစ်လာလို့ရှိရင်ကိုယ်မှာစီးပွားရေးတွေကြာရှုံးတယ်ရောင်းအားတွေကြာရှုံးတယ်တစ်ချက်ပေါ့နော်ဒါကကျွန်တော်ဘာမှမရေးထားဘူးဒီလိုမြေစလောင်းမုံလေးတစ်ချက်လိုပါတယ်မိတ်ဆွေတို့ကနီးစပ်ရထုံးလေးအဆိုပေါ့နော်ထုံးလေးကိုဒီမြေစလောင်းမုံလေးကိုလှန်မယ်ဒီလိုလှန်ပြီးတော့ဒီမှာထုံးလေးတုံမယ်ပြီးအဲ့ထုံးမချောက်ခင်မှာအပေါ်နေတကြားရွှေစကားအစီအစဉ်ကြည့်ရှုနေတဲ့မိတ်ဆွေများခုနှစ်ရက်သားသမီးများအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်တာလေးရပါတယ်ဗျာဒီနေ့ကျွန်တော်ပြောပြခြင်းနဲ့ဤကောင်းလေးကတော့မိတ်ဆွေတို့များဆိုင်ပြိုင်လုပ်ငန်းပြိုင်အတိုက်ခံတယ်ဆိုတာကိုကတစ်ခါကြာရင်သိတယ်တစ်ခါလေကြာလို့ရှိရင်မသိတဲ့အတိုက်ခံမျိုးတွေရှိတယ်ဒီလိုမျိုးဖြစ်လာလို့ရှိရင်ကိုယ်မှာစီးပွားရေးတွေကြာရှုံးတယ်ရောင်းအားတွေကြာရှုံးတယ်ကိုယ်ဆိုင်မှာလည်းလုပ်ငန်းတွေကိုယ့်ရဲ့ဒီလားလို့ဖို့ကင်ဘက်တွေအောက်လက်ငယ်သားတွေနဲ့တစ်ခုခုမဟုတ်တစ်ခုအစင်မပြေတာမျိုးတွေအတွင်းရဲမှာတွေဖြစ်တတ်ပါတယ်အဲ့လိုအခါမျိုးတွေမှာကျွန်တော်တို့အဘမင်းသိန်းခါကနေပြီးတော့ဒီလိုနီးကောင်းလေးတစ်ခုကိုကျွန်တော်တို့ကိုပြောပြထားပါတယ်ဒီနေ့ကိုကျွန်တော်ကဒီကနေပြီးတော့မျှဝေပေးခြင်းပါတယ်အဲ့ဒါကဘာလို့ရမလဲဆိုတော့ဒီလိုမြေဆက်လောင်းမုံလေးတစ်ချက်ပေါ့နော်ဒါကကျွန်တော်ဘာမှမရေးထားဘူးဒီလိုမြေဆက်လောင်းမုံလေးတစ်ချက်လိုပါတယ်မိတ်ဆွေတို့ကနီးစပ်ရထုံးလေးအဆိုပေါ့နော်ထုံးလေးကိုဒီမြေစလောင်းမုံလေးကိုလှန်မယ်ဒီလိုလှန်ပြီးတော့ဒီမှာထုံးလေးတုံမယ်ပြီးအဲ့ထုံးမချောက်ခင်မှာအပေါ်နေတကြားလေးဖြူပြီးတော့ကိုယ်ဆိုင်ရဲ့ကြမ်းခင်းမှာပဲအောက်မှာပဲကြမ်းခင်းမှာပဲဒီထုံး6သွားပြီဆိုလို့ရှိရင်ညဘက်မှာထွင်တော့ပိုကောင်းပါတယ်ဗျာနော်အဲ့တော့ဒီမှာဖျောင်းနိုင်အသေးအဖြူလေးရတယ်အနီလေးရတယ်ကြိုက်လို့ထွန်းဖျောင်းနိုင်အသေးလေးတိုင်းထွန်းပြီးလို့ရှိရင်ငါရဲ့ဆိုင်ကငါတို့ရဲ့လုပ်ငန်းတွေမကောင်းတဲ့အမောက်ပြောကားတွေမကောင်းတဲ့အစီအစဉ်တွေမကောင်းတဲ့အနှောက်အယှက်တွေများရှိရင်သူ့တန်သူပြန်ခံပါစေဒါဆူတောင်းလိုက်ရုံပဲဆူတောင်းပြီးတော့နေ့စဉ်လေးထုံးသွားမယ်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေများလုပ်ငန်းပြိုင်ဆိုင်ပြိုင်ဟုတ်လားကိုယ့်ရဲ့မကောင်းတဲ့အမောက်ပြောကားမျိုးတွေများကိုတိုက်ခိုက်လာပြီဆိုလို့ရှိရင်သူ့အလိုလိုသူ့တန်သူပြန်ခံလိုက်ပါမယ်ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေများဒီနေ့ဒီနီးရရကောင်းလေးတစ်ခုကိုအဘမင်းသိန်းခိုင်ရဲ့နီးကောင်းရရကောင်းလေးတစ်ခုကိုကျွန်တော်နေမျှဝေပြီးလိုက်ချင်ပါတယ်ကြည့်ရှုပြီးတော့လိုက်လို့ပြီးတော့လဲအားလုံးအစဉ်ပြေအောင်မြင်ကြပါစေလို့ဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ခင်ဗျာ